အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုက Ubuntu 26.04 ADS ကို installation လုပ်တာကိုပြပြသွားမှာဖြစ်ပါတယ်ဒါကအခုမှ Ubuntu ကိုစပြီးတော့ installation လုပ်ချင်တဲ့သူတွေအတွက်အဆင်ပြေအောင်လုပ်ဖြစ်ပါတယ်ကျွန်တော်က Ubuntu လို့ပြောပေမဲ့တကယ်တမ်းအတန်ထွက်က Ubuntu ဆိုတဲ့အတန်ထွက်ဖြစ်ပါတယ်ကျွန်တော်တို့ကနှုတ်ကြိုးနေလို့ Ubuntu နဲ့ပဲထွက်လိုက်တာဒါတော့သိခံပေးပါအဲ့တော့ကျွန်တော်တို့စပြီးတော့ installation လုပ်အောင်အဲ့တော့ Ubuntu ကို installation လုပ်ရမယ်ဆိုတော့ကျွန်တော်တို့ computer ကြီးမှာ Windows လို့တစ်ခါတည်း installation လုပ်တာကိုတော့ကျွန်တော် recommend မပေးဘူး Virtual Box Store လို့ပေါ့နော်အဲ့လိုမျိုး Virtual Machine တစ်ခုခုနဲ့ installation အရင်ဆုံးလုပ်ကြည့်ပါပြီးသွားပြီဆိုတော့မှကိုက3တက်ပြီဆိုတော့မှ host အနေနဲ့ install လုပ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာတော့ Virtual Machine အနေနဲ့ installation လုပ်တာကိုပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ video လေးကိုစုံပြီးကြည့်နိုင်ပါတယ် Okay let's goကျွန်တော် start now နဲ့ကျွန်တော်လုပ်လိုက်ပြီပေါ့နော်ဟုတ်ပြီကျွန်တော်ကဒီမှာ installation လုပ်ဖို့အတွက်ကို try or တဲ့ install Ubuntu ဆိုတာကိုဒီမှာတွေ့ရမယ်ပေါ့နော်try or install Ubuntu မှာကကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက် click နှိပ်လိုက်ကြည့်အောင်เนาะကျွန်တော်ဒီမှာနည်းချက်ပြဒီမှာ try or install Ubuntu လေးကို enter လေးခေါက်လိုက်မယ်ပေါ့ဒီ installation လုပ်တဲ့ပုံစံကကျွန်တော်တို့ဘယ်လိုပြောရမလဲhost အနေနဲ့ install လုပ်မယ်ဆိုလဲဒီတိုင်းပဲ virtual machine အနေနဲ့ installation လုပ်မယ်ဆိုလဲဒီတိုင်းပဲတွေ့ရမယ်Ubuntu ကသူ recommend ပေးထားတဲ့ RAM က6GB လောက်ပေးထားတယ်ပေါ့နော်အဲ့တော့ CPU ကတော့ Dual 9လောက်ဆိုရင်ရတယ်ပေါ့နော် Okay ကျွန်တော်ကတော့ဒီမှာတော့ RAM ကို 4GB ပေးထားတယ်မြန်လားနှေးလားဆိုတာကိုယ့်ရဲ့ hardware ပေါ်မှာပဲမူတည်တာပေါ့နော်ကိုက SSD တွေပါဆိုရင်တော့မြန်မယ်ပြီးရင် RAM များရင်များသလိုမြန်နိုင်မယ်ပေါ့နော်ဒါကတော့ဤပညာသမားအတိုင်းသိပြီးသားလို့ထင်ပါတယ် Okay ဆက်ကြည့်အောင်နော်ကျွန်တော်ကဗီဒီယိုတွေကိုဖြတ်လေးဖြတ်ထားမရှိဘူးပေါ့ဗျာနော်ကျွန်တော်တို့တခါတည်းဒီမှာကျွန်တော် edit မလုပ်ပါဘူးတခါတည်း install လုပ်ဒီလိုမျိုး live ကိုတခါတည်းပြတာပေါ့နော်ကျွန်တော်တို့အချိန်မရှိလို့ပေါ့နော်ဒီဖြတ်တာတွေပါလောက်ရတာကျွန်တော်နည်းနည်းတော့လဲအာရုံတော့လို့ပေါ့နော်မလုပ်တာโอเคရစ်ကြည့်ပေါ့ဗျာနော်နည်းနည်းလေးရစ်ကြည့်ပေးပါUbuntu 26.04 ကို installation လုပ်တဲ့ပုံနဲ့ 24.04 ကို installation လုပ်တဲ့ပုံတူတူပဲကျွန်တော်ဒီမှာ language ကိုရွေးမယ် English ကိုရွေးထားပြီးတော့ကျွန်တော် next ကိုနှိပ်မယ်ပြီးသွားရင်ဒါတွေကိုလည်း next နဲ့ဆက်သွားမယ်ဒီမှာ keyboard ကိုလည်းကျွန်တော် English ပဲရွေးထားတယ် next နဲ့ပဲဆက်သွားမယ်ပြီးရင် use wire connectionအကယ်၍ Wi-Fi connection ကိုတစ်ခါတည်းချိတ်မယ်ဆိုလဲတစ်ခါတည်းချိတ်လို့ရတယ်ချိတ်ရင်အကောင်းဆုံးပဲချိတ်ရင်အကောင်းဆုံးပဲเนาะချိတ်ကိုချိတ်ပါအဲ့တော့ကျွန်တော်ကတော့ဒီမှာတော့ wire connection ကိုပဲချိတ်ထားတယ်ပေါ့ next နဲ့ဆက်သွားအဲ့တော့ဒီမှာ install Ubuntu ပေါ့အောက်က try Ubuntu ကိုမရွေးဘူး try Ubuntu ဆိုတာကဒီ Ubuntu ကိုကိုယ့်ရဲ့ computer မှာတစ်ခါတည်း installation မလုပ်ဖဲနဲ့ကျွန်တော်စမ်းသုံးကြည့်တာကိုပြောတယ်အောက်ကဟောင်းမရွေးဘူးတစ်ခါတည်း install လုပ်ပါเนาะအပေါ်ကကျွေးမယ်ပြီးရင် interactive installation ပေါ့အဲ့တော့ step by step ကျွန်တော်တို့ installation လုပ်ဖို့အတွက်ကိုအပေါ်ဟာကိုရွေးမယ်အောက်က automation အဲ့တော့ Linux automation တွေတစ်ခုခုကိုသုံးပြီးတော့ automation YML file တွေကိုသုံးပြီးတော့ install လုပ်လို့ရတယ်ပေါ့နော်အဲ့တော့
ကျွန်တော်ဒါကိုမသုံးဘူး installation method ကိုမသုံးဘူးကျွန်တော် interactive ကိုယ်တိုင် step by step install လုပ်တဲ့ပုံစံကိုရွေးမယ် next ဆက်သွားမယ်အဲ့တော့ default selection ကိုပဲကျွန်တော်တို့ရွေးမယ်ဒီမှာကကျွန်တော်တို့extended selection နဲ့ default selection နဲ့ဘာတွေကွာလဲဆိုလို့ရှိရင်offline friendly ဖြစ်တဲ့ဟာ tools တွေပါမယ် office tool တွေပါမယ်ကျွန်တော်အပေါ်က default selection ကတော့ office tool တွေမပါဘူး browser နဲ့ visit tool တွေလောက်ပဲပါမယ်အဲ့တော့ extended ကိုရွေးလဲရတယ် extended ကိုရွေးမယ်ဆိုရင်တော့အချိန်ပိုကြာလိုက်မယ်ကျွန်တော်ကတော့ default selection ကိုပဲရွေးပြီးတော့ next နဲ့ဆက်တော့ဒီနေရာမှာကျွန်တော်တို့ Ubuntu ကို host အနေနဲ့သုံးတယ်ဥပမာ Windows လိုမျိုးပေါ့ကိုယ့်ရဲ့ laptop မှာကိုယ့်ရဲ့ desktop မှာတခါတည်း install လုပ်ပြီးသုံးမယ်ဆိုလို့ရှိရင်တော့ internet ချိတ်မယ်ပြီးရင်ဒီ option နှစ်ခုကို on ပေးမယ်အပေါ်က option က graphic တွေ Wi-Fi တွေတခါတည်း installation လုပ်သွားမှာ driver တွေအခု Ubuntu သုံးထားတဲ့ 7.0 မှာက graphic driver တွေလည်းအရန်ကောင်းသွားပြီတိသွားပြီအမြင့်နေတိကုန်ပြီနောက်တစ်ခု Wi-Fi ဆို Wi-Fi 6 7တွေဒါတွေပါတိကုန်ပြီအဲ့ဒါကြောင့်မသုံးတာဒုတိယ option download install support ဆိုတဲ့ option က media နဲ့ပတ်သက်တာဥပမာဒါကိုမ on ခဲ့ဘူးဆိုရင် Ubuntu ကို installation လုပ်ပြီးတော့ browser တွေပါ YouTube ကြည့်တဲ့အခါမှာ YouTube video တွေဖွင့်မရတာဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဒါလေးတွေကိုအမှန်ချစ် on ပြီးသွားလို့ရတယ်ကျွန်တော်က virtual machine မှာလုပ်မှာဖြစ်တဲ့အတွက်ဒါတွေမလုပ်ဘူးကျွန်တော် next နဲ့ပဲဆက်သွားလိုက်ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့ရဲ့ virtual disk က hard disk ကအသစ်ဖြစ်နေတဲ့အတွက်ဒီ option နှစ်ခုပဲရွေးတာဥပမာ Windows မှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင် partition ပိုင်းကျင်တယ်ဆိုတော့အောက်က manual installation ကိုရွေးမယ်ကျွန်တော်တို့ကအခု hard disk ထဲမှာမြည်သည့် data ဖြစ်နေပါစေအားလုံးကိုဖြတ်ပြီးတော့ Ubuntu ကိုပဲ install လုပ်မှာဖြစ်တဲ့အတွက်အပေါ်ဆုံး option ပဲရွေးမယ်ဒါက beginner တွေအတွက် recommend ပေးပါတယ်အောက်ကတော့ professional Linux system administration တွေပါသင်ပြီးွားလေ့လာပြီးွားဆိုတော့မှဒါအောင်ရွေးမယ်ပေါ့နော်အပေါ်တစ်ခုကိုပဲရွေးပြီးတော့ next နဲ့သွားလိုက်ပြီးရင် encryption method ကိုသုံးပါလားဒါက encryption နဲ့ပတ်သက်တာဥပမာကိုယ့်ရဲ့ hard disk ကိုကျွန်တော်ကဘယ်လိုပြော encrypt password ပေးလိုက်တာမျိုးပေါ့နော်ဒါမျိုးတွေသုံးလို့ရတယ်ဒီမှာဆိုလို့ရှိရင် option 3ခုပါတယ် advanced option ဆိုလို့ရှိရင်တော့ကျွန်တော်ကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီမှာencryption ကိုတဲ့မလုပ်ဖဲနဲ့ AVN logical volume management လုပ်မလားဆိုရင်ဒီကောင်လေးကိုသုံးပါကျွန်တော်ဒီနေရာမှာ no encryption ကိုပဲသုံးပြီးတော့ default အတိုင်းပဲသွားလိုက်မယ် advanced ကိုမသုံးဘူးဒါကကျွန်တော်အခုပြောပြနေတာက beginner တွေအားလုံးပါလုပ်လို့ရအောင်ပြောပြတာဟိုဟာတွေက advanced option တွေကတော့ Linux system administration ကိုသိပြီးွားပြီဆိုတော့မှလုပ်ပါအဲ့တော့ကျွန်တော်တို့ no encryption မှာပဲဆက်သွားမယ် encryption က hard disk ကို password သတ်မှတ်လိုက်တာပဲเนาะအဲ့တော့ computer power on ပြီးဖွင့်လိုက်တာနဲ့ password တောင်းမယ်အဲ့ဒါဆိုလို့ရှိရင် encrypt လုပ်ပေးပေါ့အခုတော့မလုပ်တော့ဘူးเนาะ next နဲ့သွားမယ်ဒီနေရာမှာ username ရိုက်မယ်ကျွန်တော်တို့ computer name ပေးမယ် Ubuntu 26 PC ဆိုပြီးပေးလိုက်မယ် username ပြီးလို့ရှိရင် password ရိုက်မယ်စမ်းသပ်ပြီးတော့သုံးတာဖြစ်တဲ့အတွက် password ကိုကျွန်တော်နည်းနည်းတူတာလေးပဲရိုက်မယ်အဲ့တော့ဒီနေရာမှာအောက်က option အကယ်၍ကိုယ့်ရဲ့ရုံးမှာ edit directory domain service တွေ AD တွေရှိတယ်ဆိုလို့ရှိရင်ချိန်လို့ရတယ်ကျွန်တော်ကတော့ဒီနေရာမှာကိုယ်တိုင် username password ပေးပြီးတော့ဆက်သွားလိုက်တာပေါ့နော်ဟုတ်ဒီနေရာမှာကျွန်တော်တို့ location ရွေးမယ်မြန်မာကိုရွေးမယ်ရန်ကုန်ပေါ့နော်ရွေးလိုက်မယ်ပြီးရင် next နဲ့သွားမယ်ဒါသည်မင်းတို့လုပ်ခဲ့တဲ့ setup တွေအားလုံးပြထားတာဖြစ်တယ်အဲ့တော့ install နဲ့နှိပ်လိုက်ပြီဆိုတာနဲ့တို့ကစပြီးသွားလို့ရတယ်ဒီနေရာမှာဆုံးဖြတ်ချက်ချလို့ရတယ်ရှေ့ဆက်သွားမှာလားနောက်ပြန်ဆုတ်မှာလား okay အခုရှေ့ပဲဆက်သွားတော့ install ဒါဆိုရင် installation စပြီးတော့လုပ်နေပါပြီဒါပြီးသွားပြီဆိုလို့ရှိရင်သူက restart တောင်းလိုက်မယ်အဲ့ခါကျရင် reset ချပေးလိုက်တာနဲ့ကျွန်တော်တို့ Ubuntu 26.04 ကိုအသုံးပြုလို့ရပါပြီဒီဗီဒီယိုကြည့်ပြီးတော့လောက်တက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲနေကောင်းကြမှာကြပါစေ17ရက်မေလမှာ Linux Basic ကနေ Linux System Administration အထိသင်ပေးမဲ့တန်းခွဲရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ Messenger ဖြစ်စေ Chatbot ကဖြစ်စေလာရောက်စုံစမ်းနိုင်ပါတယ်အားလုံးကြိုဆိုပါတယ်တတာ